ဂျပန်နိုင်ငံ Norfolk မှာတမင်ပေါ်တက်စီးဖို့ကြိုးစားခဲ့တဲ့မြန်မာအမျိုးသမီးကတော့ဖြစ်ဂျပန်နိုင်ငံ Norfolk မှာအမျိုးသမီးတဦးကတမင်တကောင်ပေါ်တက်ထိုင်ဖို့ကြိုးစားနေတဲ့ဗီဒီယိုတစ်ခုလူမှုကွန်ရက်ပေါ်ပြန့်နှံ့လာပြီးနောက်ပြင်းထန်တဲ့ဝေဖန်မှုများထွက်ပေါ်လာခဲ့ပါတယ်။လူမှုကွန်ရက်အသုံးပြုသူများရဲ့ပြောကြားချက်အရအဆိုပါမျိုးသမီးဟာဂျပန်နိုင်ငံတွင်နေထိုင်နေတဲ့မြန်မာမျိုးသမီးတဦးဖြစ်ပြီး Instagram account မှာတင်ထားတဲ့ဓာတ်ပုံများနဲ့ဗီဒီယိုတွေကဝတ်စုံနေရာတို့တူညီနေတာကြောင့်ဖော်ထုတ်ခံခဲ့ရတယ်လို့ဆိုကြပါတယ်။ထို့အပြင်တမင်ဟာရခိုင်ရင်မတော်တဆမှုတစ်ခုကြောင့်ဒဏ်ရာရထားတဲ့တိရစ္ဆာန်ဖြစ်တယ်လို့အချို့သော post များတွင်ဖော်ပြထားပြီးတိရစ္ဆာန်အပေါ်မတင်လျော်တဲ့အပြုအမူဖြစ်ဝေဖန်မှုများမြင့်တက်နေပါတယ်။သို့သောတမင်ဤဒဏ်ရာအခြေအနေအမျိုးသမီးဤကိုယ်ရေးချက်လက်များနှင့်ပတ်သက်ပြီးသက်ဆိုင်ရာအာဏာပိုင်များကတရားဝင်ထုတ်ပြန်အတည်ပြုထားခြင်းမရှိသေးပါဘူး။ဒီဖြစ်ရပ်ကြောင့်ပြည်ပရောက်မြန်မာများဤအပြုအမူနှင့်ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာဆွေးနွေးမှုများကြည်ကြဲပြန့်ပြန့်ဖြစ်ပေါ်နေပါတယ်။